ထိုအချိန်တွင်တန်ခါမောက်တဲ့ရင်တစည်းရုတ်တရက်ဝင်ရောက်လာပြီးကြည်နူးဖွယ်ရာမဟုတ်သောပုံစံရှိသည့်ဓပြ၄ဦးရင်မောက်ခုန်ဆင်းလာကတန်မောင်ကိုချက်ချင်းဆွဲခေါ်သွားသည်ထို့အပြင်အခြားသားမြောင်ပြက်ကြောင့်၄ဦးကိုပါအင်အားသုံးဆွဲထုတ်လာသည်တန်မောင်လုံးဝမျောလင့်မထားသည်မှာထိုသားမြောင်၄ဦးထဲတွင်မကြသေးမီကသူတွေ့ခဲ့သည့်အန်နာမျိုးသမီးငယ်ပါဝင်နေခြင်းပင်ဖြစ်သည်တန်မောင်ထိတ်လန့်သွားသည်အန်နာကသူ့ကိုတိတ်ဆိတ်နေရန်အချက်ပြသည်မကြမီဓာပြများသည်လူတိုင်းကိုစစ်ဆေးမေးမြန်းရန်စတင်သည်တပြအမျိုးသမီးကပထမဆုံးအမျိုးသားတဦးထံသို့ချင်းကပ်ကသူသည်အောက်စော်ဖန်းဟုတ်မဟုတ်အေးဆက်စွာမေးမြန်းသည့်အမျိုးသားကအလျင်အမြန်ညင်းဆိုသည်သို့သောနောက်စက္ကန့်တွင်တပြအမျိုးသမီးကဓာတ်ကိုဆွဲထုတ်ကသူ့ကိုခုတ်ဖြတ်လိုက်သည်ထို့နောက်တပြအမျိုးသမီးကတန်မောင်ဘက်သို့လှည့်ကတင်သည်အောက်စော်ဖန်းဟုတ်မဟုတ်မေးသည်တန်မောင်စကားပြောရန်လွန်စွာထိတ်လန့်နေသည်တပြအမျိုးသမီးဓာတ်ဆွဲထုတ်မိအချိန်တွင်အန်နာကရုတ်တရက်ရှိသို့တက်လာကသူမနှင့်တန်မောင်သည်အိမ်အောင်တွေများဖြစ်ကြောင်းရန်ဖြစ်မှုကြောင့်ဤနေရာသို့ရောက်လာကြောင်းချက်ချင်းလိန်ညာပြောလိုက်သည်တပြအမျိုးသမီးတန်တရားဖြင့်ကြည့်ရှုကသူတို့၏ဆက်ဆံရေးကိုချက်ချင်းတက်တည်ပြရန်ဆုံးဖြတ်လိုက်သည်တန်မောင်ချက်ချင်းအလန့်တကြားဖြစ်ကဘလို့မှညင်းဆိုသည်အန်နာကလည်းသူမလည်းမလုပ်ချင်ကြောင်းတုံ့ပြန်ပြောဆိုတော့လဲဓာပြကသူမကိုအပြင်းထန်ရိုက်နှက်ကနောက်ထပ်ရိုက်မည်ဟုချိန်ချောက်သည်အန်နာကိုကာကွယ်ရန်တန်မောင်ကအဖြေကိုအမြန်ပြောင်းလဲကသဘောတူလိုက်တော့လဲခန္ဓာကိုယ်ကလိုက်ရောညီထွေမရှိသည့်အားနည်းချက်ကိုထင်ရှားစွာပြသသည်ဤသို့မြင်တွေ့ရသည့်တပြအမျိုးသမီးကနောက်ထပ်ဓာမြောင်တဦးကိုချက်ချင်းတက်ပစ်ကသူတို့ကိုမြန်မြန်လုပ်ရန်တိုက်တွန်းသည်တန်မောင်မှာအခြားရွေးချယ်စရာမရှိတော့သဖြင့်လက်လျှော့ကလိုက်လုပ်ဖို့စတင်လိုက်သည်သူနောက်ဆုံးတွင်တတိကောင်းမိသည်ကိုတွေ့မြင်ရသည့်အန်နာကသူ့ပကုံးပေါ်တွင်လက်နှစ်ဖက်ထားကမကြောက်ပါနှင့်ဟုပြောတော်လဲထိုခိုက်တွင်တန်မောင်သည်တစုံတရာမှားယွင်းနေကြောင်းရုတ်တရက်သတိထားမိလိုက်သည်ဖြစ်လိုက်တာအန်နာနဲ့ဓပြအုပ်စုဟာအစကတည်းကလက်တွဲလှုပ်ဆောင်နေခဲ့ကြတာပါအန်နာဟာတန်မောင်ကိုအရင်ကတည်းကမြစ်တာဆွဲလန်းနေပြီးဒီအစီအစဉ်အားလုံးကိုအသေးစိတ်ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်ခုနကတည်တွေ့ခဲ့တဲ့လူတွေဟာယခုအခါအားလုံးပြန်ထလာကြပါတယ်